လောကမှာတန်ဖိုး၃မျိုးရှိပါတယ်ကိုညီညီမတွေရောက်ရအရက်မှာတတိယပထမတန်ဖိုးဖြစ်တဲ့ exchange value ငွေရပြီးပြီညီလို့မပြီးဘူးနော်ဖုံဆိုင်ကဲအင်ကြီးဘောပြီ use value အသုံးချပစ္စည်းတွေညီလို့မပြီးဘူးနော်ညီလို့မင်းတို့ယင်ထဲမှာတတိယတန်ဖိုးမမေ့ပြင်းနဲ့မျက်နှိုးတွေ့တာတဲ့တန်ဖိုးမင်းတို့မျက်နှိုးမဲ့လူတွေရှိရမယ်မိမလည်းဖြစ်နိုင်တယ်သားသမီးဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်ညီမမေ့ရဘူးပါမင်းကလေကိုအန်တီဖြစ်နိုင်တယ်ရန်ကုန်ကျေးဇူးရှင်တွေပေါ့ဘုံကျုံဆန်းလည်းဖြစ်နိုင်တယ်မမေ့ရဘူးကိုရေကိုမီကထွက်လာတဲ့တချင်းတွေဂီတတွေကြပြားတွေဝတ္ထုတွေဘာတွေညာတွေနုပြန်မမေ့နဲ့မမေ့ပြရဘူးနားထောင်မယ်၃မင်းတို့နဲ့ဝေးရမှာကြံခဲ့တဲ့အေယော်ဒီမင်းချစ်ရမယ်ပုတ်ဘတ်တောင်ချစ်ရမယ်တန်လမြကြီးချစ်ရမယ်အင်းလေးကန်ကြီးချစ်ရမယ်တန်ဖိုးတစ်သမီးတို့ဘာတန်ဖိုးလဲကဘာကြီးကဖြေထားတယ်exchange value တဲ့ကောင်းလိုက်တာအင်္ဂလိပ်စလုံးလိုလေနော်ဒီမှာ9နဲ့6တန်းဆိုသိပါတယ် exchange value တဲ့ exchange exchange ဆိုတော့ဒါလေမန်နီချင်းကြဗျာလဲတာပေါ့တကဘာလုံးမှာရှိတဲ့ဒေါ်လာတွေရောတရုတ်ပတ်စံယွမ်တွေရောကလားပတ်စံရူပီတွေရောဘာညာသားအကုန်လုံးမလေးရှားရင်းကစ်တွေရောအကုန်တကဘာလုံးဒေါ်လာတွေရောဘာတွေရောကဘာခေါင်းဆောင်တွေသွားမေးကြည့်သူတို့ဖြေတာအဲ့ဒီဥစ္စာတကယ်တန်ဖိုးစစ်တန်ဖိုးမှမဟုတ်ဘူးတဲ့ exchange value တဲ့သူကလဲလှယ်တဲ့တန်ဖိုးပဲရှိတယ်တဲ့လက်တွေ့ဘာမှသုံးမရဘူးဘိုက်စားလဲဝါစားလို့မရဘူးသူကဒါကိုပြောလာသူကexchange value ဆိုတော့လဲလှယ်သောတန်ဖိုးပဲရှိတယ်ဆိုင်ကယ်စီးဘယ်လောက်လဲဆိုကြပါသူဗျာနော်ဗမာပတ်စံထွက်လိုက်ပါတော့ကျွန်တော်ဘက်မကျွမ်းလို့3သိန်းရည်ပြီးပေးလိုက်ပေါ့ရောအဲ့ဒါယူလိုက်မင်းဆိုင်ကငါပေးလဲတယ်ဒါနဲ့သူကဒါလဲတဲ့ဟာဆန်ကလေးဘယ်လောက်လဲဆိုကြပါစို့2000ပေးလိုက်ပေါ့2000ရော2000ပေးမှတပီနှစ်ပီရော4000ပေးလိုက်လေခင်ဗျားတို့ဒါနဲ့ဘာနဲ့လဲတာမဟုတ်ဘူးလားကျွန်တော်တို့ကဒါကိုပြောနေတာထိစလဲဘယ်လောက်လဲ3000ပေါ့9000ပေါ့ရောအဲ့ဒါယူပေးမတီးပြီဒါကြောင့်အချိန်ငဲ့ညာသောအပြင်စကားကိုကျွန်တော်မဖွင့်နေပါရသေးနဲ့ပတ်စံတန်ဖိုးဒီဘာတန်ဖိုးလဲexchange value လိုချင်သောအရာများနဲ့ကျွန်တော်တို့လဲတဲ့တန်ဖိုးသူ့မှာရှိတယ်ကားနဲ့လဲလို့ရတယ်ဆိုင်ကယ်နဲ့လဲလို့ရတယ်ဘော့ပင်နဲ့လဲလို့ရတယ်ခောက်ထီးနဲ့လဲလို့ရတယ်နိုင်နဲ့လဲလို့ရတယ်တီရှပ်နဲ့လဲလို့ရတယ်ကြိုက်သောအရာများကိုသူသတ်မှတ်သောဈေးကိုပေးလိုက်လဲလို့ရတယ်ငွေကြေးမှာရှိသောတန်ဖိုးကဘာလဲ exchange value ညီလေးတို့ညီမလေးတို့အိမ်ကြရင်အင်္ဂလိပ်စလုံးလေးတွေအဘိဓမ္မာရှိရင်လှန်ကြည့်လိုက်အောင်လွယ်လွယ်လေးအဲ့ဒီတန်ဖိုးနှောက်ကိုလူတုလိုက်လွန်အားကြီးသွားရင်မကောင်းဘူးကျန်တာဘာမှတန်ဖိုးမထားတော့ဘူးမနဲ့မိုးလေးငွေညနေငွေမနဲ့ဖက်လည်းငွေတစ်ပတ်ခါလည်းငွေတိုင်းဟာကြီးတော့ sorry ရောမိဘများနဲ့ပတ်သက်ပြီးတော့ကြောဘူးမသိဘူးရောတို့ဘိုးတော်ဘာအခမ်းအနားနေကွာဖျားသွားကြသူမသိဘူးရောလကပိုးလေးဆိုပြီးတော့အဲ့ဒီနောက်ကိုလိုက်လွန်အားကြီးသွားပြီဆိုရင်တိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုးမြောင်းနေကြသွားတယ်နံပါတ်1တန်ဖိုးဘေးမှာအတော်ပဲကျွန်တော်ပြီးတော့ထားတယ်ရေဘူးလေးကဲရေဘူးဟမ်မတာအေးဘူးကရှိသေးတယ်ကဲဘာတန်ဖိုးလဲအထက်မှာရေးထည့်ထားတယ်ပတ်စံနဲ့မတူတော့ဘူး तू ကအထက်မှာရှိတဲ့ပစ္စည်းလေး